ညိုချမှာပြိုချပြီးသားသိခါတရားအဲ့ဒီကောင်ရက်သမားတဲ့လေငါရတဲ့ဒီအတိတ်ကိုဖိတ်တော်အစင်တော်လိုက်ကောက်ရင်းနဲ့ပစိုးကွင်းတိုင်ကမူပြီးလျှောက်လာလက်မပလင်းနဲ့လေးခွက်တိုင်းမြင်လူကိုမြင်တော့မျက်ကြီးစားကြည်ဝသွားတဲ့စီးပွားရေးသမားငါကိုလောင်ဖျားရောက်ရောက်တရားရောက်ရောက်မမြင်အကျော်ထောင်ခုငနေကြီးလဲငါကိုရှောင်ခွေးတွေကဟောင်းကလေးတွေကရှောင်တွေးညီနဲ့တာသက်သမားလဲငါကိုပြောင်းငါပြန်လာပြီဟေးရက်တွေဝဲလာပြီမင်းတို့ခွက်တွေလေထဲကိုမြောက်ထားလိုက်နမူလေးကိုပလင်းနဲ့နေလက်တံပြန်တကားလန်ညနေမိုးချုပ်တပုံပြုတ်တယ်မရှိလဲမရစ်တတ်တယ်လို့မညစ်လဲမညစ်တတ်ပါလက်မမစေရဲ့ဦးစားတေးပေးဖကြံတလိုက်ပွားအရတမတိတ်ခါမူရင်အဲ့ဒီနေအတကလေးတွေရှေ့နိုးရင်ပြန်တော့အကြံတော့ပေါက်တယ်ပေါက်တဲ့အကြံတသိမ့်တန်နေငါပြန်လာပြီဟေးရက်တွေဝဲလာပြီမင်းတို့ခွက်တွေလေထဲကိုမြောက်ထားလိုက်လေဒီမှာမထားဘိန်းဆိုင်မရချစ်တဲ့စိန်ကားရင်ဖျားဖြစ်တဲ့ချမှာပြိုချပြီးသားသိခါတရားအဲ့ဒီကောင်ရက်သမားတဲ့လေငါရတဲ့ဒီအတိတ်ကိုဖိတ်တော်အစင်တော်လိုက်ကောက်ရင်းနဲ့ပစိုးကွင်းတိုင်ကမူပြီးလျှောက်လာလက်မပလင်းနဲ့လေးခွက်တိုင်းမြင်လူကိုမြင်တော့မျက်ကြီးစားကြည်ဝသွားတဲ့စီးပွားရေးသမားငါကိုလောင်ဖျားရောက်ရောက်တရားရောက်ရောက်မမြင်အကျော်ထောင်ခုငနေကြီးလဲငါကိုရှောင်ခွေးတွေကဟောင်းကလေးတွေကရှောင်တွေးညီနဲ့တာသက်သမားလဲငါကိုပြောင်းငါပြန်လာပြီဟေးရက်တွေဝဲလာပြီမင်းတို့ခွက်တွေလေထဲကိုမြောက်ထားလိုက်နမိုးလေးကိုပလင်းနဲ့နေလက်တံပြန်တကားလန်ညနေမိုးချုပ်တပုံပြုတ်တယ်မရှိလဲမရစ်တတ်တယ်လို့မညစ်လဲမညစ်တတ်ပါလက်မမစေရဲ့ဦးစားတေးပေးဖကြံတလိုက်ပွားအရတမတိတ်ခါမူရင်အဲ့ဒီနေအတကလေးတွေရှေ့နိုးရင်ပြန်တော့အကြံတော့ပေါက်တယ်ပေါက်တဲ့အကြံတသိမ့်တန်နေငါပြန်လာပြီဟေးရက်တွေဝဲလာပြီမင်းတို့ခွက်တွေလေထဲကိုမြောက်ထားလိုက်လေဒီမှာမထားဘိန်းဆိုင်မရချစ်တဲ့စိန်ကားရင်ဖျားဖြစ်တဲ့What?